မင်္ဂလာပါကိုလူတို့ကျွန်တော်ကတော့ stream ပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော် Minecraft Java ထဲမှာ mod shader resource pack တွေကိုဘယ်လိုထည့်ရမလဲဆိုတာကျွန်တော်သင်ပေးတော့မှာဖြစ်ပါတယ်ဗျ example အနေနဲ့ကျွန်တော် shader ထည့်ပြတော့မှာဖြစ်ပါတယ်ဗျကျွန်တော် Minecraft လေးကတော့ brother တို့မြင်တဲ့အတိုင်းအနုမြေပုံချဲထားတို့မဲနေပါတယ်ဗျ so ကျွန်တော်တနာစရာလေးပါဗျတနာကြီးဆိုရင် comment အောက်မှာတနာလို့ရေးပေးသွားလိုက်ပါ so let's get start the video Okay ပထမဆုံးကျွန်တော်တို့ရောက်လာပြီဆိုရင်တော့ကျွန်တော်တို့အများလေးကိုနှိပ်ပေးလိုက်ပါဗျ create new profile ထဲမှာကျွန်တော်တို့အပေါ်ဆုံးက optifine profile ဆိုတာလေးကိုနှိပ်ပေးလာဗျပြီးရင်ကျွန်တော်တို့ 1.19.4 ကိုနှိပ်ပြီးတော့အောက်က optifine HDU14 ကိုနှိပ်လိုက်ပါဗျ Okay ပြီးရင်တော့ကျွန်တော်တို့ download ပြေးတာလေးကိုစောင့်လိုက်ပါမယ်ဗျ Okay ကျွန်တော်တို့ down ပြီးပြီဆိုရင်တော့ကျွန်တော်တို့ခဏလိုပဲပြန်ဝင်ပေးလိုက်ပါဗျတချို့လူတွေကတော့တခါတည်းတန်းဝင်ပါတယ်ဗျ Okay ဝင်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ခဏစောင့်လိုက်ပါမယ်ဗျဒီလိုပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ install ကိုနှိပ်ပေးလိုက်ပါဗျပြီးရင်တော့ကိုယ့်အကိုထွက်သွားပါလိမ့်မယ်ဗျပြီးရင်ကျွန်တော်တို့အနောက်ကိုပြန်ဆုပ်ပေးလိုက်ပါဗျ Okay အခုဆိုရင်တော့ကျွန်တော်တို့ optifine mod နဲ့Minecraft လေးရပါပြီဗျပြီးရင်ကျွန်တော်တို့ optifine ထဲဝင်ပြီးတော့ဒီမှာ control နေရာမှာလည်းကိုယ့်ရဲ့ control ထည့်လို့ရပါတယ်ဗျ Okay ပြီးပြီဆိုရင်တော့ကျွန်တော်တို့ open game director လေးကိုဝင်ပေးလိုက်ပါဗျ Okay ကျွန်တော်တို့အခုက Minecraft file ထဲရောက်နေပါတယ်ဗျအခုကကျွန်တော်တို့shader လုပ်ဖို့အတွက် erase fabric နဲ့ fabric ကိုကျွန်တော်တို့Minecraft mod ထဲမှာထည့်ပေးရမှာဖြစ်ပါတယ်ဒီနှစ်ခုစလုံးကိုလည်းကျွန်တော်ရဲ့ channel မှာ free download လုပ်ရပါတယ်ဗျကျွန်တော်အခုသုံးမဲ့ shader တွေလည်းဒီထဲမှာ free download လုပ်ရပါတယ်ကျွန်တော်တို့ဒီ fabric နဲ့ erase fabric ကို download လာပြီဆိုရင်ကျွန်တော်တို့ဒီနှစ်ခုစလုံးကို copy ယူလိုက်ပြီးတော့ကျွန်တော်တို့ Poacher launcher ထဲဝင်ပေးလိုက်ပါဗျပြီးပြီဆိုရင်တော့ကျွန်တော်တို့ Minecraft ထဲဝင်ပေးလိုက်ပါဗျဒီနေရာမှာ Minecraft လို့မပေါ်ရင်ကျွန်တော်တို့အပေါ်အားdon't show hidden file လေးကိုပိတ်ပေးလိုက်ပါဗျ Okay ပြီးရင်ကျွန်တော်တို့ mod ထဲဝင်ပြီးတော့အောက်က copy ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဗျပြီးပြီဆိုရင်တော့ကျွန်တော်တို့ shader ထည့်ဖို့အတွက်ကျွန်တော်တို့ down လာတဲ့ shader file လေးကိုဝင်ပေးလိုက်ပါဗျပြီးရင်တော့ကျွန်တော်တို့ကိုကြိုက်တဲ့ shader ကို copy ယူလိုက်ပါဗျဒီနေရာမှာ zip ဖြီးပေးဆရာမလိုပါဘူးဗျ Okay ပြီးရင်ကျွန်တော်တို့အပေါ်က asset 30ကိုနှိပ်ပြီးတော့ copy to ကိုနှိပ်လိုက်ပါဗျပြီးရင်ကျွန်တော်တို့ Poacher launcher ထဲကိုပြန်ဝင်လိုက်ပါပြီးရင် Minecraft ပြီးရင် shader pack ထဲကိုထည့်လိုက်ပါဗျ Okay အခုဆိုရင်တော့ကျွန်တော်တို့ shader လေးကိုထည့်ပေးပါပြီကျွန်တော်တို့ဒီနေရာမှာပဲ mod တွေကိုလည်း mod နေရာမှာထည့်ပေးလို့ရပါတယ်ဗျနောက်ပြီးတော့ resource pack တွေကိုလည်းဒီမှာပဲထည့်ပေးလို့ရပါတယ်ကျွန်တော်တို့ shader ထည့်ပြီးမလိုက်ဖို့ဆိုရင်ကျွန်တော်တို့ mobile glue ဆိုတာလေးကိုသုံးပေးရပါတယ်ဗျဒီဟာသုံးဖို့ဆိုရင်ကျွန်တော်တို့ Zachiva ထဲရင်ဝင်လိုက်ပါဗျပြီးရင်ကျွန်တော်တို့ folder တစ်လုတ်လိုက်ပြီးတော့အဲ့ဒီ folder နဲ့တော့ကျွန်တော်တို့ mg ဆိုပြီးပေးလိုက်ပါဗျပြီးပြီဆိုရင်တော့ကျွန်တော်တို့ခဏ app ထဲကိုဝင်ပေးလိုက်ပါဗျpermission တောင်းရင်ကျွန်တော်တို့ allow နေပေးလိုက်ပါပြီးရင်ကျွန်တော်တို့အောက်ကပြောင်းလေးကိုနေပေးလိုက်ပါဗျပြီးရင်ကျွန်တော်တို့ okay နဲ့လိုက်ရင်ရပါ okay ပြီးပြီဆိုတော့ကျွန်တော်တို့ခဏလောက်လာတဲ့ mg file ထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါဗျပြီးရင်ကျွန်တော်တို့အောက်က use this folder လေးကိုနေပေးလိုက်ပါပြီးရင်ကျွန်တော်တို့အပေါ်အား disable if possible ကိုနေပေးလိုက်ပါဗျဒီမှာကျွန်တော်တို့ဖုန်းတိတ်မကောင်းဆိုရင်ကျွန်တော်တို့ disable ကိုနေပေးလို့ရပါတယ်ဗျပြီးရင်ကျွန်တော်တို့အောက်ကခလုတ်နှစ်ခုလေးကို on ပေးလိုက်ပါဗျOkay ပြီးပြီဆိုရင်တော့ကျွန်တော်တို့အပြင်ထွက်လိုက်ပြီးတော့ Poacher launcher ထဲကိုပြန်ဝင်လိုက်ပါဗျ Okay ပြီးပြီဆိုရင်တော့ကျွန်တော်တို့ game ကိုစ run လို့ရပါပြီဗျ Okay game ထဲရောက်ပြီဆိုရင်ကျွန်တော်တို့ option ထဲဝင်ပြီးတော့ video setting ထဲဝင်ပေးလိုက်ပါဗျကိုလူတို့အနေနဲ့မလိုက်ချင်ဘူးဆိုရင်တော့ကျွန်တော်တို့ render distance တွေလည်း short ပေးလို့ရပါတယ်ဗျကိုဖုန်းကနိုင်တော့ကိုယ့်ရဲ့ setting လေးကိုချိန်ပေးပါဗျပြီးရင်ကျွန်တော်တို့ shader ထဲမှာကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ခဏတုန်းကထည့်လိုက်တဲ့ shader အကုန်လုံးကိုတွေ့ရမှာဖြစ်ပါတယ်ဗျOkay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျကျွန်တော်ရဲ့ဗီဒီယိုက brother တို့အတွက်အကျိုးရှိဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်ဗျနောက်ပြီးမသိရရှိရင်လည်း comment အောက်မှာရေးသွားလို့ရပါတယ်ဗျကျွန်တော်ဒီလောက်လေးပြန်ဖြည့်ပြီးတော့ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့နောက်ဗီဒီယိုကျမှပြန်တွေ့ကြတာပေါ့ see you guys